ခင်ဗျာ2014ခုနှစ်စက်တင်ဘာလ6ရက်စနေနေ့အာရီရှင်းမြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေထဲမှာဥရောပနိုင်ငံတွေကိုချစ်ကြည်ရေးခီးစဉ်ရောက်ရှိနေတဲ့သမ္မတဦးသိန်းစိန်ကဆွစ်ဇာလန်နိုင်ငံမှာဖက်ဒရယ်စနစ်အကြောင်းလေ့လာဆွေးနွေးခဲ့တဲ့သတင်းယူကရိန်းနဲ့ခွဲထွက်ရေးတပုံတွေကြားအပြည့်အခက်ရက်စဲရေးသဘောတူညီမှုတရက်ရရှိလိုက်ပြီဆိုတဲ့သတင်းပါကစ္စတန်နဲ့အိန္ဒိယနယ်စပ်တစ်ဝိုက်မှာရေကြီးမှုကြောင့်လူ100နီးပါးသေဆုံးခဲ့တဲ့သတင်းဥရောပနိုင်ငံတွေကိုချစ်ကြည်ရေးခီးလှည့်လည်နေတဲ့သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာစက်တင်ဘာလ4ရက်နေ့နောက်ပိုင်းမှာဂျာမနီကနေတဆင့်ဆွစ်ဇာလန်ကိုရောက်လာခဲ့ပါတယ်။ဆွစ်ဇာလန်မှာနေထိုင်စဉ်မှာတော့အသေးစားအလက်စားစီးပွားရေးလုပ်ငန်းတွေကိုလေ့လာမှာဖြစ်ပြီးတော့စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍတွေကိုလည်းလေ့လာသွားမယ်လို့သိရပါတယ်။နောက်တစ်ခါဆွစ်ဇာလန်နိုင်ငံရဲ့ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံနိုင်ငံရေးစနစ်တွေကိုလည်းလေ့လာသွားမယ်လို့အတူလိုက်ပါသွားတဲ့ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က BBC သတင်းဌာနကိုပြောပါတယ်။ဆွစ်ဇာလန်နိုင်ငံတာဝန်ရှိသူတွေကဖက်ဒရယ်စနစ်အကြောင်းရှင်းပြတဲ့နေရာမှာမှတ်သားစရာတွေပါခဲ့တယ်လို့လည်းဦးရဲထွဋ်ကပြောပါတယ်။ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတည်ဆောက်ရမှာအချိန်ယူပြီးတော့အခက်အခဲတွေကိုအများကြီးကြော်ဖြတ်ပြီးတည်ဆောက်ခဲ့ရတဲ့အကြောင်းဖက်ဒရယ်ဆိုရမှာလည်းပူးပေါင်းလှုပ်ဆောင်ကြတာဖြစ်ပြီး Confederation လို့ခေါ်တဲ့ကိုယ့်ဟာကိုယ်တည်ကြနေတဲ့ပုံစံမျိုးမဟုတ်တဲ့အကြောင်းဖက်ဒရယ်စနစ်တွေမှာနိုင်ငံအားလုံးပုံစံတူလုပ်ကြတာမဟုတ်ပဲအာဏာခွဲဝေမှုတရားဇာတခွဲဝေမှုတွေပါဝင်ပြီးတော့ကိုယ်နိုင်ငံအခြေအနေနဲ့ကိုက်ညီအောင်ပြုလုပ်ကျင့်သုံးကြတာဖြစ်တာကိုဆွေးနွေးကြတယ်လို့လည်းသူကပြောပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုသမ္မတဦးသိန်းစိန်ကိုဖလှယ်သွားမှာဖြစ်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ဖို့အတွက်တော့တစုံတရာအကြံပေးသွားမှာမဟုတ်ဘူးလို့လည်းရန်ကုန်အခြေစိုက်ဆွစ်ဇာလန်တန်ယုံကအတိုင်ပင်ခံ Corinne Hancock-Pignani ကပြောဆိုတဲ့အကြောင်း DVB သတင်းတရက်မှာလည်းဖော်ပြထားပါတယ်။သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာဆွစ်ဇာလန်ကိုမရောက်လာခင်ဂျာမနီနိုင်ငံကိုလည်းဝင်ရောက်ခဲ့ပါတယ်။ဂျာမန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါဝန်ကြီးချုပ်မာကယ်ကမြန်မာနိုင်ငံမှာလူနည်းစုတွေရဲ့အခွင့်အရေးတွေကိုလေးစားပေးဖို့နဲ့2015ရွေးကောက်ပွဲတွေကိုလွတ်လပ်မျှတအောင်ကျင်းပပေးရင်ဂျာမနီကအကူအညီတွေတိုးပေးသွားမယ်လို့ပြောခဲ့ပါတယ်။ဥရောပ3နိုင်ငံကိုချစ်ကြည်ရေးခီးလှည့်လည်နေတဲ့သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာဆွစ်ဇာလန်နိုင်ငံခီးစဉ်ပြီးရင်တော့နယ်သာလန်နိုင်ငံကိုခီးဆက်ဖို့ရှိနေပါတယ်ခင်ဗျာ။ယူကရိန်းအရှေ့ဘက်ခြမ်းမှာလာပေါင်းများစွာဖြစ်ပေါ်နေခဲ့တဲ့တိုက်ပွဲတွေအဆုံးသတ်နိုင်ဖို့ရည်ရွယ်တဲ့အပြည့်အခက်ရက်စဲရေးသဘောတူညီမှုတရက်ကိုယူကရိန်းအစိုးရနဲ့ရုရှားလိုလားသူခွဲထွက်ရေးလက်နက်ကိုင်တပုံတွေကြားလက်မှတ်ရေးထိုးဖို့ရှိတယ်လို့ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုကပြောကြားလိုက်ပါတယ်။9လနီးပါးရှိနေပြီဖြစ်တဲ့ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့အခြေအနေတရက်အပေါ်မူတည်တဲ့အပြည့်အခက်ရက်စဲရေးသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးသွားမယ်ဆိုတဲ့အကြောင်းကိုဗြိတိန်နိုင်ငံဝေလနယ်မှာကျင်းပပြုလုပ်နေတဲ့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့နေတိုးရဲ့အစည်းအဝေးတက်ရောက်နေစဉ်အတွင်းယူကရိန်းသမ္မတကပြောခဲ့တာဖြစ်ပါတယ်။ယူကရိန်းသမ္မတကဘီလာရုစ်နိုင်ငံရဲ့မြို့တော်မှာပြုလုပ်မဲ့အစည်းအဝေးအတွင်းရုရှားနဲ့ခွဲထွက်ရေးသမားတွေရဲ့ပြောဆိုချက်တွေအပေါ်မူတည်ပြီးတော့နှစ်ဦးနှစ်ဖက်ပါဝင်တဲ့အပြည့်အခက်ရက်စဲရေးလုပ်ဖို့အတွက်သူ့ရဲ့စစ်သားတွေကိုအမိန့်ပေးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီအချက်ကတော့ရုရှားစစ်ပစ္စည်းတွေအားလုံးနဲ့ရုရှားရဲ့စစ်ကြောင်းတွေအားလုံးယူကရိန်းနယ်မြေတွေကနေဆုတ်ခွာရမယ်ဆိုတဲ့အချက်တွေပါဝင်ရမယ်လို့ယူကရိန်းသမ္မတကပြောပါတယ်။ဒါပေမဲ့လည်းရုရှားသမ္မတဗလာဒီမီယာပူတင်ကတော့ယူကရိန်းမှာငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ဖို့အတွက်သူကိုယ်တိုင်ရေးဆွဲထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းအစီအစဉ်9ချက်ရှိတယ်လို့ဆိုပါတယ်။ရုရှားလိုလားတဲ့ခွဲထွက်ရေးသမားတွေဘက်ကတော့အပြည့်အခက်ရက်စဲရေးစာချုပ်ကိုထင်မှတ်ထားသလိုပဲသဘောတူနိုင်ခဲ့မယ်ဆိုရင်သူတို့အများစုရှိကြတဲ့လူဟန်စ်နဲ့ဒေါညက်စ်ဒေသတွေမှာအပြည့်အခက်ရက်စဲရေးစတင်လှုပ်ဆောင်ဖို့အသင့်ရှိနေပြီလို့ဆိုတဲ့အကြောင်းABC သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်ခင်ဗျာ။အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်တစ်ဝိုက်ကပန်ဂျပ်နဲ့ကက်ရှမီးဒေသတွေမှာမိုးအကြီးအကျယ်ရွာသွန်းပြီးတော့ရေကြီးမှုတွေကြောင့်လူ100နီးပါးသေဆုံးခဲ့ပါတယ်။မုတ်သုန်မိုးနဲ့အတူရေကြီးရေလျှံမှုတွေကြောင့်အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးဒေသမှာလူပေါင်း30လောက်သေဆုံးခဲ့ရပြီးတော့ပါကစ္စတန်ဘက်ကကက်ရှမီးဒေသမှာလည်းလူပေါင်း66ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။လာမယ့်ရက်အနည်းငယ်အတွင်းမှာလည်းအကြီးအကျယ်ရေကြီးမှုတွေဖြစ်နိုင်တာကြောင့်ဒေသခံတွေကိုနေအိမ်တွေကနေစွန့်ခွာကြဖို့အာဏာပိုင်တွေကလည်းသတိပေးထားပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်းအိန္ဒိယစစ်တပ်ဘက်ကလူ100လောက်ကိုကယ်တင်နိုင်ခဲ့တယ်လို့လည်းစစ်ဘက်အရာရှိတွေကပြောပါတယ်။လာတူပဲပန်ဂျပ်ပြည်နယ်မှာလည်းမုန်တိုင်းကြောင့်ဓာတ်ကြိုးတွေပြတ်အဆောက်အဦတွေပြိုကျခဲ့တာကြောင့်လူအများအပြားသေဆုံးခဲ့တယ်လို့သိရပါတယ်။အခုလိုရေကြီးမှုတွေကြောင့်ကက်ရှမီးဒေသမှာရှိတဲ့ကျောင်းတွေကောလိပ်တွေအားလုံးကိုပိတ်ထားရသလိုစာမေးပွဲတွေလည်းနောက်ဆုတ်ထားရတယ်လို့သိရပါတယ်ခင်ဗျာ။